အားလုံးပဲမင်္ဂလာပါကျွန်တော်ပိုင်ဆိုးသူနီးပညာ channel လေးကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လဲမျှဝေပေးသွားမယ့်အကြောင်းအရာလေးကကိုယ့်ရဲ့ချစ်သူရည်သားတွေရဲ့ဖုန်းထဲမှာ Viber software လေးရှိနေုံနဲ့သူတို့ဘယ်ရောက်နေလဲဘယ်မှာရှိလဲဆိုတာကိုကျွန်တော်ကြည့်ရှုတဲ့နည်းလေးပြန်လဲမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော် channel လေးကတော့နီးပညာနဲ့ပတ်သက်တာတွေအမြဲတင်ဆက်ပေးနေတဲ့ channel လေးဖြစ်ပါတယ်ကျွန်တော်ရဲ့နီးပညာလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like and share လေးနှိပ်ပြီးကံမှာကျွန်တော်နောက်ထပ်တင်တဲ့နီးပညာအသေးလေးတွေကြည့်ရှုခြင်းနဲ့ဆိုရင်တော့အောက် subscribe ဆိုတာလေးကိုနှိပ်ပြီးဘေးကခေါင်းလောင်းလေးကိုနှိပ်ထားခဲ့ပေးပါအဲ့ဒါမှကျွန်တော်နောက်ထပ်တင်တဲ့နီးပညာအသေးလေးတွေမိတ်ဆွေတို့စီမှာအရင်ဆုံးပေါ်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ပါတယ်ဒီနည်းလေးကတော့သူတို့ဖုန်းကိုခဏယူပြီးကမှလုံးမရမှာပေါ့နော်ကိုချစ်သူဖုန်းနဲ့တော့ Viber ကြီးရှိနေတယ်ဒါပေမဲ့ကိုချစ်သူဖုန်းကကိုချစ်သူကဝေးနေတယ်ပေါ့နော်ဝေးနေသူဖုန်းယူမရဘူးဘာညာဆိုလို့ရှင်တော့လုံးလို့ရမှာမဟုတ်ပါဘူးဒါကတော့သူတို့ဖုန်းကိုယူပြီးကမှသူတို့ဖုန်းလေးကိုခဏငှားပြီးကမှသူတို့ဖုန်းလေးမှာ Viber မှာ setting လေးချိန်ပြရမယ် permission လေးဖွင့်ပေးရမှာပေါ့နော်အဲ့ဒါလေးဖွင့်ပြီးနောက်ပိုင်းမှာပဲသူတို့ဘယ်ရောက်နေလဲဘာညာကိုကကြည့်လို့ရမှာပေါ့နော်ဒါမှမဟုတ်လေသူတို့ဖုန်းကယူလို့မရဘူးသူတို့နဲ့ဝေးနေတယ်ပေါ့နော်ဝေးနေလို့ရှင်အဲ့လိုသူတို့လိုက်လောက်ခိုင်းပေါ့နော်သူတို့လိုက်လောက်မှာပဲရမှာပေါ့နော်မလို့ဘူးဒီတိုင်းရတော့ကြည့်လို့ရမှာမဟုတ်ဘူးပေါ့နော်အဲ့ကြသူတို့လောက်ခိုင်းမလောက်ခိုင်းလဲသူတို့ဖုန်းကိုယူပေါ့နော်အဲ့တော့သူနဲ့ကိုနဲ့တွေ့တဲ့ချိန်မှာအခြေအသေးဖုန်းလေးခဏပေါ့နော်ဖုန်းလေးခဏငါပါညာကြည့်ကြရှိလို့ပါညာခဏကိုငှားလိုက်ပေါ့နော်ငှားပြီးမှလောက်ရမှာဖြစ်ပါတယ်အခုကျွန်တော်ပြပေးမယ်ပေါ့နော်ကိုချစ်သူဖုန်းမှာဘယ်လိုလေးလောက်ဆောင်မလဲပေါ့နော်အဲ့ဒါလေးလုပ်ပြီးနောက်ပိုင်းမှာပဲသူတို့ရဲ့ဒီနေရာကြည့်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် Viber software ထဲဝင်လိုက်မှာပေါ့နော် Viber ထဲဝင်ကမှသာသူတို့ဖုန်းပေါ့နော်ကိုချစ်သူဖုန်းမှာလောက်ရမယ်ဟာပေါ့နော်ဒါသူတို့ဖုန်းဖြစ်ပါတယ်သူတို့ဖုန်းကိုခဏယူကမှကိုယ့်ရဲ့အကောင့်ထဲဝင်ပေါ့နော်ကိုနဲ့သူနဲ့တကားပြောဖို့အတွက်ပြောလို့ရှင်ဒီနေရာရောက်ဖို့အတွက်ကိုယ့်ရဲ့အကောင့်ထဲဝင်လိုက်မယ်ပေါ့နော်သူတို့ဖုန်းယူကမှဒီ Viber ကိုယ့်ရဲ့အကောင့်ထဲဝင်ကမှကျွန်တော်ဘာလို့ရမလဲဆိုလို့ရှင်ဒီမှာဒါမျိုးလေးဆွဲလိုက်ပါတော့ဒီဘက်လေးကိုကျွန်တော်တစ်ချက်ဆွဲလိုက်မယ်ဒီလိုလေးဆွဲလိုက်ပါနော်ဆွဲပြီးလို့ရှိရင်ပေါ်လေးနည်းနည်းဆွဲတင်လိုက်မယ်ဆွဲတင်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ location always ဆိုတာလေးရှိရပါတော့ဒီမှာဒီကောင်လေးဖြစ်ပါတယ်အဲ့ကောင်လေးကိုဖွင့်ပေးထားမှာပါနော်အဲ့ကောင်လေးဖွင့်ပြီးနောက်ပိုင်းမှာပဲသူတို့ပို့သူတို့ဒီနေရာကိုသိရမှာပေါ့နော်အဲ့ကောင်လေးဖွင့်ထားမယ်ဆိုလို့ရှိရင်သူတို့ကကိုယ့်ကိုစားတွေပို့လို့ရှိရင်ဒါသူ့ရဲ့ဘယ်နေရာရောက်နေလဲဘာညာကြည့်လို့ရအဲ့ကောင်လေးရပြီးလို့ရှိရင် location လေးရပေါ့နော်အဲ့နှစ်ခုဖွင့်ထားမယ် location ပိတ်ထားလို့လည်းမရဘူးအဲ့ကောင်လေးလည်းပိတ်ထားလို့မရဘူးပေါ့နော်အဲ့ကောင်လေးအဲ့လိုလေးဖွင့်ပြီးဆိုလို့ရှိရင်ကျွန်တော်ဥပမာတစ်ခုဟိုင်းလိုက်မယ်နော်ဟိုင်းဆိုပို့လိုက်မယ်ကိုယ့်စီရောက်လာမယ်ပေါ့နော်ရောက်လာလို့ရှိရင်သူကကိုယ့်စီကိုအရင်တော့လို့တာမန်နေထားနဲ့ရောက်မလာဘူးဘယ်လိုလေးရောက်လာမယ်ဆိုလို့ရင်ဒီနေရာလေးမှာ location လေးပေါ်လာတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့ရောက်လာမှာဖြစ်ပါတယ်အဲ့ဒါလေးကိုနှိပ်ပြီးကြည့်လိုက်မယ်ဆိုလို့ရှင်တော့သူတို့ရဲ့ location သူပဲရောက်နေလဲပါညာအတိအကျကိုသိလို့ရမှာဖြစ်ပါတယ်အဲ့တော့သူကပေါ့နော်တနေရာရောက်နေတယ်သူကညာပြောနေတာဖြစ်ဖြစ်ပေါ့နော်အဲ့တော့အသေးချစ်ရေးပေါ့နော် Viber ကိုခဏတက်ခဲ့ Viber မှာစကားပြောမယ်ပါညာပေါ့နော်အဲ့လိုပြောပြီးကမှ Viber သူကိုပို့ခိုင်းမနော်သူကကိုကိုစာပို့လိုက်တာနဲ့အဲ့ location လေးရပါနေမှာသူကိုကိုအမြဲတမ်းစာပို့လိုက်မှာ location လေးပါနေမှာဖြစ်ပါတယ်အဲ့ဒါလေးထောက်ကြည့်ရုံပဲပေါ့နော်သူပဲရောက်နေလဲဘယ်နေ့ပဲရောက်နေလဲပါညာပေါ့နော်အဲ့မျိုးလေးထောက်ကြည့်နေရုံပဲပေါ့နော်ဒါလေးကတော့ကိုယ်တိုင်ယူလို့ရင်ကိုယ်တိုင်ယူမလို့လေတဲ့ဖုန်းကဖုန်းပေါ့နော်ကိုပြောရလေးလိုက်ဖွင့်ပေးပါဒီနေရာလေးပါညာပေါ့နော်အဲ့ဒါလေးဖွင့်ပေးပါညာပေါ့နော်အဲ့လိုလေးပြောပြီးလို့သူဖွင့်ပေးမယ်ဆိုလို့ရှင်လဲရတယ်သူဖွင့်မပေးရင်လည်းပဲကျွန်တော်ပြောသလိုပဲသူတို့ဖုန်းကိုခဏယူကမှကိုယ်တိုင်ပဲအဲ့ဒါလေးကိုဖွင့်ပေးလိုက်ပေါ့နော်အဲ့ဒါလေးဖွင့်ပြီးနောက်ပိုင်းမှာပဲရမှာဖြစ်ပါတယ်အကောင့်လေးကိုပိတ်ထားမယ်ဆိုလို့ရှင်တော့သူတို့ရဲ့ location ကကိုယ်စီရောက်မှာမဟုတ်ပါဘူးကျွန်တော်ထပ်ပြမယ်ပေါ့နော်ကျွန်တော်ပိတ်လိုက်ပြီးကမှဟိုင်းကြည့်လိုက်ပေါ့နော်ဒါဆိုတော့ location လေးမပါတော့ဘူးပေါ့နော်အပေါ်မှာပါတယ်အဲ့လိုလေးပိတ်လိုက်လို့ရှင်တော့ location လေးမပါတော့ဘူးအဲ့ဒါလေးဖွင့်ထားမှသူတို့ကကိုယ်ပို့တဲ့ဟာတွေမှာကျွန်တော် location လေးထောက်ကြည့်လို့ရမှာဖြစ်ပါတယ်ဒါကတော့ location လေးနဲ့ပတ်သက်လို့ပေါ့နော်တခြားသူတို့ Viber မှာဘယ်သူတွေနဲ့စာတွေပို့နေလဲဘာတွေပြောနေလဲပေါ့နော်ပြီးရင်ဖုန်းတွေဘယ်သူကိုခေါ်လဲ message တွေဘယ်သူတွေပို့လဲဘာညာပေါ့နော်သူတို့ပို့တဲ့ message တွေပေါ့နော်သူစီဝင်တဲ့ message တွေသူပို့တဲ့ message တွေဘာတွေပို့နေလဲကိုပါဖတ်ချင်တယ်ပြီးလို့ရှင်သူဖုန်းပြောထားတာတွေသူဘာတွေပြောလဲအတန်တွေနားထောင်နေတယ်Viber မှာဘာစာရေးပို့လဲဘာညာသိကျင်တယ်ဆိုလို့ရှင်တော့ကျွန်တော်ဒီမှာ spyware လေးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါလေးကတော်တော်လေးကောင်းတယ်ပေါ့နော်အဲ့ဒါလေး service လေးအနည်းငယ်တော့ရှိတယ်ပေါ့နော်အကောင့်လေးအသုံးပြုကျင်တယ်ဆိုလို့ရှင်တော့ Viber နံပါတ်39969514လုံးနှစ်ကို high ခဲ့ပေးပါဒီ spyware နဲ့ပတ်သက်ပြီးကတော်တော်များများ YouTube မှာတင်ပေးလို့မရလို့မလို့ကျွန်တော်တင်မပေးခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ service လေးပေးလိုက်တာပေါ့နော် YouTube channel က community guideline နဲ့မညီဘူးသူများရဲ့ privacy ချိုးဖောက်တယ်လို့ဆိုပြီးကမှကျွန်တော် video တွေဖြတ်ချခံနေရလို့မလို့ကျွန်တော်အဲ့ဒါကြောင့်မလို့အဲ့ဒီအကြောင်းအရာလေးတော့တင်မပေးတော့ဘူးဒီ location လေးပဲတင်ပေးလိုက်တော့နော်တခြားဒီတဲ့ပို့ပြီးသိချင်တာရှိလို့ရှင် Viber မှာ high ခဲ့ပေးပါ spyware တော်တော်ကောင်းတယ်သူလို့ဆောင်ချက်တွေကိုအကုန်လုံးကြည့်လို့ရတဲ့နေရှိပါတယ် Viber နံပါတ်39969514လုံးနှစ်ကို high ခဲ့ပေးပါအားလုံးကျေးဇူးတင်ပါတယ်